လေကျယ်နေတဲ့တိုပူရီးယားတယောက်ဂျက်တင် KG ကိုရုပ်ပြက်စင်းပြက်ရှုံးနေ KG နဲ့တိုပူရီးယားတို့ရဲ့ UFC ပွဲစဉ်မှာ Justin KG ကစတုတ္ထအချီမှာဒိုင်ပွဲရက်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ပွဲအစပထမအချီမှာ KG ကနောက်ဆုတ်ပြီးဂျက်လက်သီးတွေနဲ့ခြေကန်ချက်တွေကိုအသုံးချကာထိုးတက်ခဲ့လို့တိုပူရီးယားမှာသွေးထွက်ဒဏ်ရာတွေစတင်ရရှိခဲ့ပါတယ်။သို့တော့ဒုတိယအချီမှာတိုပူရီးယားကပြင်းထန်တဲ့အသေးနိုင်လက်သီးချက်တွေနဲ့ပွဲတွေကိုပြန်လာနိုင်ခဲ့ပြီး KG ကိုလဲကျသွားအောင်ထိထိုးတက်နိုင်ခဲ့ပေမဲ့မြေပြင်ချုပ်ကွက်နဲ့ပွဲပြတ်အောင်မလုပ်နိုင်ခဲ့ပဲ KG ပြန်လည်ထပ်လာနိုင်ခဲ့ပါတယ်။တတိယအချီကစတင်ပြီး KG ကကစားဟန်ကိုပြောင်းလဲပြီးဖက်တွယ်တာတွေနဲ့ပေါ်ပါမြန်ဆန်တဲ့ဝင်ထွက်လက်သီးချက်တွေကိုပုံမအသုံးပြုခဲ့ရာတိုပူရီးယားရဲ့မျက်နှာမှာဒဏ်ရာတွေပိုပြီးဆိုးရွားလာခဲ့ပါတယ်။စတုတ္ထအချီမှာ KG ရဲ့ပစ်လက်သီးချက်တွေကြောင့်တိုပူရီးယားရဲ့မျက်လုံးတွေလုံးဝပိတ်သွားတဲ့အနေအထားဖြစ်သွားပြီးနောက်ဆရာဝန်နဲ့ဒိုင်လူကြီးတွေကပွဲကိုရပ်တန့်ကာပွဲသိမ်းပေးခဲ့ခြင်းဖြစ်ပါတယ်။ဒီပွဲမှာပုံမကြီးမားတဲ့ဝေတန်းကဖြစ်တဲ့ KG ရဲ့ခန္ဓာကိုယ်ကြန့်ခိုင်မှုနဲ့လက်သီးပါဝါပိုင်းတာလုံမှုတွေကအဓိကစကားပြောသွားခဲ့ပြီးဖယ်တာဝိတ်တန်းကတက်လာတဲ့တိုပူရီးယားအတွက်ကတော့သူ့ရဲ့မရှုံးသေးတဲ့စံချိန်မှတ်တမ်းပြတ်ပယ်သွားခဲ့ရပါတယ်။ပရိသတ်တို့ရောလေကြီးနေတဲ့တိုပူရီးယားရဲ့ရှုံးပွဲအပေါ်ဘယ်လိုမြင်လဲအမြင်လေးတွေပြောသွားပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်